အားလုံးပဲမင်္ဂလာပါ Writer Recap Channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးမယ့် Writer လေးကတော့ Command Writer Black ပဲဖြစ်ပါတယ်ဇလန်းဆမှာတော့ကိုတားတို့ဟာသူ့ညီမဖြစ်သူစီဖုံးဆက်နေခဲ့ပါတယ်ဖုံးထဲမှာတော့အဲ့ဒီအိမ်မှာစမနေတင်ချောင်းအဲ့ဒီအိမ်မှာမလုံခြုံမှုဆိုတဲ့အကြောင်းပြောပြီးအိမ်ပြောင်းနေဖို့အသင့်ပြင်ခိုင်းထားပါတယ်အဲ့ဒီနောက်ဆိုင်ကယ်နဲ့ညီမဖြစ်သူကိုတွားခေါ်ဖို့ပြင်နေတော့ဆိုင်ကယ်ပေါ်မှာနှံကောင်တစ်ကောင်ကိုတွေ့လိုက်ပါတယ်အဲ့ဒါနဲ့ကိုတားတို့လည်းအတိတ်ကိုပြန်တွေးမိသွားပါတယ်အတိတ်ရဲ့တနေရာမှာတော့ကိုတားတို့နိုဘူဟီကိုဂျိုကိုနဲ့သူ့ညီရဲ့ချစ်သူတို့၄ယောက်ဟာညီကို2ယောက်19နှစ်မြောက်မွေးနေ့ပွဲလုံးမဲ့နေရာကိုတမောနဲ့ထွက်လာတာကိုလိုက်ပြထားပါတယ်၄ယောက်လုံးဟာပျော်ရွှင်နေကြပြီးသူတို့သွားမယ့်နေရာကိုလည်းရောက်ရှိလာကြပါတယ်အဲ့ဒီပွဲမှာတော့မင်းသမီးဆူကီကာကေနဲ့နမဲကြီးနိုင်ငံရေးသမားဆာကာတာတို့တက်ရောက်လာကြပါတယ်အဲ့ဒါနဲ့ကိုတာတို့အဖွဲကိုသူ့အဖေဒေါက်တာအခိုင်စုပြီးလဲစောင့်ကြုံနေပြီးမွေးနေ့ပွဲအတွက်ပြင်ဆင်မှုပြောလိုက်ပါတယ်ညဘက်ရောက်တော့မွေးနေ့ပွဲမှာသူတို့ညီကို2ယောက်စလုံးကိုပြည်သက်အားလုံးနဲ့ဒေါက်တာကမိတ်ဆက်ပေးခဲ့ပါတယ်အဲ့ဒီအဖွဲ့ထဲမှာတော့ CEO အိုမီယာဆာကာတာတိုတို University ရဲ့ Professor ကူရိုမတ်စုနဲ့မင်းသမီးဆူကီကာကေ၄ယောက်ကိုတော့အထူးဧည့်သည်ဖြစ်နေမိတ်ဆက်ပေးခဲ့ပါတယ်ညီကို2ယောက်ပျော်ပါပြီးတောက်စားနေချိန်မင်းသမီးဆူကီကာကေကရောက်လာပြီးရွေးချယ်ခံရသူဖြစ်တာဝမ်းသာကြောင်းနဲ့နောက်နေ့မှလည်းပြောင်းလဲခံရမှာဖြစ်ကြောင်းပြောနေချိန်အဖေဖြစ်သူအာခိုင်ဆူကီကရောက်လာပြီးမျက်လုံးကြည့်နေတဲ့ဝင်တားခဲ့ပါတယ်အဲ့ဒါနဲ့မင်းသမီးတဲ့အမူးလိုမီပေါက်ပြရတယ်ပြောမိကြောင်းရှော့ချသွားပါတယ်အဲ့ဒီနောက်မှာသူတို့ပွဲကျင်းပနေတဲ့နေရာကိုနှံကောင်အုပ်လိုက်ကြီးရောက်လာပြီးနောက်ဆက်ပါတယ်နှံကောင်အုပ်လိုက်ကြီးကိုကိုတားတို့အဖွဲကပဲတဲတဲဖယ်ရှားနေခြင်းအထူးဧည့်သည်နဲ့သူတို့အဖေကတော့မလုပ်ရှက်ပဲဖြစ်နေတာကိုကိုတားတို့လည်းတွေ့သွားခဲ့ပါတယ်အဲ့ဒီနောက်မှာချက်ချင်းပဲနှံကောင်တို့လည်းပြောက်သွားခဲ့ပါတယ်ဝက်ပြီးတော့ကိုတာရိုနဲ့နိုပူဟီကို2ယောက်ကဆိုင်ကယ်နဲ့အိမ်ပြန်မဲ့လုံမှာလမ်းမှာဝိယုံဖြူနဲ့လူ3ယောက်ရဲ့တိုက်ခိုက်ဖန်ဆီးခြင်းကိုခံလိုက်ရပါတယ်နောက်တစ်ခါမှတော့ဝိယုံဖြူရဲ့စံတက်ခံကိုလိုက်ပြထားအပိုင်း1တုန်းကပြောခဲ့တယ်လို့ညီကို2ယောက်လုံးကိုဆိုင်ပေါ်ပုံစံပြောင်းလဲပေးနေတာပဲဖြစ်ပါတယ်ဆိုင်ပေါ်ပုံစံပြောင်းလဲဖို့ဝိယုံဖြူတွေဟာသူတို့ရဲ့ဘရင်ဖြစ်သူ Century King စီမှာဆွမ်းအားတွေယူပြီးပြောင်းလဲပေးနေရပဲဖြစ်ပါတယ်2ယောက်စလုံးကိုအောင်မြင်မြင်နဲ့ပုံစံပြောင်းနိုင်ခဲ့ပြီးနောက်ဆုံးအဆင့်ဖြစ်တဲ့မညံတွေကိုဖျက်ဆီးပစ်မဲ့အလုံးမှာဒေါက်တာအာခိုင်စုကရောက်လာပြီးတားဆီးခဲ့ပါတယ်ဒေါက်တာလည်းတက်နိုင်နေများစူးစမ်းပြီးနှောက်ယှက်ပေးမဲ့ကိုတာရိုတယောက်သာလွတ်မြောက်သွားခဲ့ပါတယ်ကိုတာရိုလက်တကွဲကန်းနဲ့မှထွက်ပြေးနေရင်ဝေယုံဖြူပြီးနှောက်ယှက်မှုကြောင့်အောက်ကိုပြုတ်ကျလာခဲ့ပါတယ်ပြုတ်ကျသွားတဲ့အောက်ဖက်မှာတော့ဘတ်တက်ဟော့ပါဆိုတဲ့ဆိုင်ကယ်ကိုတွေ့ရှိခဲ့ပါတယ်ကိုတာရိုလည်းအချိန်ဆွဲမနေတော့ပဲဆိုင်ကယ်ကိုစီးပြီးထွက်လာခဲ့ပါတယ်နောက်ဆုံးမှာကိုတာရိုလည်းအင်ဂျင်နဲ့ပဲထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ်နောက်တစ်ခါမှတော့လက်ရှိအချိန်ကိုပြန်ရောက်လာခဲ့ပြီးကိုတာရိုလည်းသူ့ညီမဖြစ်သူဂျိုကိုသွားခေါ်ခဲ့ပါတယ်ခေါ်လာတဲ့လမ်းမှာတော့မိစ္ဆာအဖွဲ့အစည်းဖြစ်တဲ့ခေါ်ကုံအကြောင်းကိုပြောပြနေခဲ့ပြီးအိမ်ကမလုံခြုံမှုဆိုတာကိုပြောပြခဲ့ပါတယ်ကိုတာရိုလည်းညီမဖြစ်သူကိုသူ့တငယ်ချင်းဖြစ်သူတိုတိုစီခေါ်လာခဲ့တာဖြစ်ပြီးတငယ်ချင်းဖြစ်သူရဲ့ဆိုင်မှာလှုပ်လှုပ်ရင်းနဲ့နေဖို့ပြောလိုက်ပါတယ်တိုတိုလည်းကိုတာရိုညီမရောက်လာတာနဲ့ဆိုင်ကိုထားခဲ့ပြီးခီးထွက်သွားခဲ့ပါတယ်အဲ့ဒါနဲ့ကျိုးကိုလည်းဆိုင်ကိုဦးစီးပြီးနေခဲ့ရပါတယ်အဲ့ဒီချိန်ခေါ်ကုံလုံးကန်းထဲမှာလည်းမွေးနေ့ပွဲတုန်းကတွေ့ခဲ့တဲ့ Professor CEO နဲ့နိုင်ငံရေးသမား3ယောက်တို့ဟာသူတို့ကို Mutant Found ဖြစ်ပြောင်းလဲပေးဖို့တောင်းဆိုနေကြပါတယ်။ကော်ကွန်ရဲ့အဆိုအရ Mutant တွေက2ပေါင်း5000တိနေနိုင်ကြောင်းဆိုထားပါတယ်။နောက်တစ်ခါမှာတော့ကိုတာတို့လည်းကော်ကွန်ဖွဲ့စည်းအကြောင်းကိုစုံစမ်းမှုမင်းသမီးဆူကီကာကေစီထွက်လာခဲ့ပါတယ်။မင်းသမီးရဲ့တိုက်အောက်ကိုရောက်မှာတော့ကိုတာတို့လည်းမင်းသမီးကိုဖုံးဆက်ပြီးတိုက်ပေါ်ကိုတက်လာခဲ့ပါတယ်။အခန်းရှိရောက်တော့ဘသူမှတကားလာမဖွင့်ပေးရနဲ့ကိုတာတို့လည်းတကားကိုဖျက်ပြီးဝင်လာခဲ့ပါတယ်အခန်းထဲရောက်မှာတော့အခန်းတစ်ခုလုံးရှုပ်ပွားနေခဲ့ပြီးမင်းသမီးဖြစ်သူလည်းတိတ်ဆုံးနေခဲ့ပါပြီကိုတာတို့လည်းမင်းသမီးနှုတ်ပိတ်ခံလိုက်ရတာကိုတီးပြီးအခန်းထဲကိုပတ်ရှာခဲ့ပါတယ်အခန်းထဲမှာတော့ခေါ်ကုံကလွတ်ထားတဲ့စက်တစ်မြူတန်တစ်ကောင်ရောင်းရှိနေရဖြစ်ပြီးကိုတာတို့နဲ့စတင်တိုက်ခိုက်ခဲ့ပါတယ်တိုက်ခိုက်နေရင်ကိုတာတို့လည်းတိုက်အောက်ကိုပြုတ်ကျသွားခြင်းလေးပေါ်မှာတင်မဲ့ rider ပုံစံပြောင်းလဲခဲ့ပါတယ်အဲ့ဒီလိုနဲ့သူတပြန်ကိုတပြန်တိုက်ခိုက်နေရင်စက်တစ်မြူတန်လည်းမရှင်နိုင်တာနဲ့စက်တစ်ပုံစံပြောင်းပြီးထွက်ပြေးပါတယ်အဲ့ဒါနဲ့ rider လည်း battle hopper နဲ့နောက်ကလိုက်ခဲ့ပါတယ်စက်တစ်လည်းပြေးရတာမောလာတယ်နဲ့တနေရာရောက်မှမြူတန်ပုံစံပြောင်းလဲခဲ့ပါတယ် rider လည်းထားမထားပဲဆိုင်ကယ်နဲ့တိုက်လိုက်ပါတယ်စက်တစ်မြူတန်လည်းထိနာသွားပြီး rider ကိုဆိုင်တဲ့ဘောကနေပြုတ်ကျအောင်လှုပ်လိုက်ပါတယ်ဆိုင်ကယ်ဘောကပြုတ်ကျသွားတဲ့ rider နဲ့မြူတန်လည်းအပြန်အလှန်တိုက်ခိုက်ခြင်းကြပါတယ်နောက်ဆုံးမှာ rider လည်းအချိန်ဆွဲမနေပဲ rider punch rider kick တို့နဲ့တူမြူတန်ကိုဆုံးသက်ပေးလိုက်ပါတယ်နောက်တစ်ခါမှတော့ကိုတာရိုနဲ့သူ့ညီမဟာပွဲတစ်ခုမှာရှောက်ပတ်သွားရင် Command Writer Black အပိုင်း2ကိုလည်းဆုံးသက်ထားပါတယ်ဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင် like share subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ကြည့်ရှုသူတယောက်ချင်းတိုင်းကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်